National Coalition Government of the Union of Burma to deliver a speech. Number 5 စီစဉ်ရဒီတောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းဆိုရ၏ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းကမိန့်ခွန်းညွှန်ကြားပါလိမ့်မယ်ခင်ဗျာဟုတ်လားကောင်းမှစွာနဲ့ညှိပိတ်ခဲ့ပါတယ်ဒီနောက်မှာတော့နိုင်ငံရေးပါတီတွေနဲ့ခေါင်းဆောင်တွေကိုပိုပြီးဖိနှိပ်လာတဲ့စုံစမ်းခြင်းမေးမြန်းခြင်းစစ်ဆေးခြင်းဝင်ရောက်ရှာဖွေခြင်းဖန်ဆီးခြင်းတွေပြုလုပ်ပြီးသူတို့ချမှတ်တဲ့190လမ်းကိုမလိုက်နိုင်အောင်အတင်းအာဓမလုပ်တဲ့အထိရောက်ရှိလာခဲ့တယ်ဒီလိုပြည်တွင်းမှာတစ်ဘက်ကဒီမျိုးစုံနဲ့ဖန်ဆီးနှိမ့်ဆက်ညှဉ်းပန်းမှုတွေပြုလုပ်ပြီးနိုင်ငံရေးပါတီများနဲ့ခေါင်းဆောင်တွေကိုမလုပ်တာမတက်တာဖြစ်အောင်အကြက်ကင်ပါတီတွေငါးချိနဲ့ပြီးအလိုတယောက်လုံးဝပျက်စီးသွားတဲ့အဖြစ်မျိုးရောက်အောင်ဖန်တီးနေတဲ့အချိန်အခါမှာနိုင်ငံရေးပါတီများနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လူထုဆန္ဒကိုအကောင်အထည်ပေါ်ပေးဖို့လူထုအစိုးရပေါ်ပေါက်လာဖို့ဆိုတာစစ်အုပ်စုဩဇာတက်ရောက်တဲ့နယ်မြေမှာလုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူးဒီလိုယုံကြည်တဲ့အတွက်စစ်အစိုးရကနေခက်ခဲရုံးထွက်ပြီးလွန်မြောက်တဲ့ဒေသမှာအစိုးရတရားဖွဲ့စည်းထူထောင်ခြင်းအပြင်ပြည်သူရဲ့ဆန္ဒကိုပေါ်ထုတ်ပြီးဝေကောက်ပွဲရလဒ်ကိုအကောင့်ထဲပေါ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အစိုးရကိုပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရလို့ခေါ်သုံးစွဲရတာဟာလက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များအပြင်အမျိုးသားဒီမိုကရေစီပါတီကလွှတ်တော်ကိုယ်စားလှယ်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်နေတာကတကြောင်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့အခြားပါတီများကလွှတ်တော်ကိုယ်စားလှယ်များနဲ့လည်းကြဲပြန့်ပူးပေါင်းဆောင်ရွက်လိုတာကတကြောင်ဒီအကြောင်းများကြောင့်ကျွန်တော်တို့အစိုးရကိုပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရလို့ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားအစိုးရအနေနဲ့စစ်အာဏာရှင်အုပ်စုနာဝတအစိုးရအများဆုံးချုပ်ငြိမ်းရေးနှစ်1990ပြည့်နှစ်မေလ29ရက်နေ့မှာတရားဝင်ရွေးကောက်ခံရပြီးဖြစ်တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်မှကိုယ်စားလှယ်များရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့်အခြားတင်းပြောတဲ့ဒီမိုကရေစီအင်အားစုများပါဝင်တဲ့အမျိုးသားညီလာခံကြီးတရားခေါ်ယူရေး၃စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရားပေါ်ထွန်းရေးဆိုတဲ့တာဝန်ကြီး၃ရပ်ကိုအကောင်အထည်ဖော်ရင်းလွတ်လပ်သောငြိမ်းချမ်းသောညီညွတ်သောတာယာဝါပြောသောဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်၏ပေါ်ထွန်းလာရေးကိုဦးတည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီနေ့ဒီနေရာမှာအစိုးရဖွဲ့စည်းတာကိုမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် DAB အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ဖွဲ့စည်းတဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရကိုသဘောထားကြီးနဲ့ငွေထွေးစွာကြိုဆိုပြီးသဘောတူလက်ခံခဲ့ပါတယ်ဒါအပြင်ဒီပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရကို DAB ကလုံးဝထောက်ခံပြီးလိုအပ်တဲ့အကူအညီတွေပေးသွားမှာဖြစ်ကြောင်းသဘောထားပေါ်ထုတ်ပြသခဲ့ပါတယ်ဒီအချိန်ဒီပေါ်မှာကျွန်တော်တို့နဲ့ DAB အဖွဲ့ကြီးပူးပေါင်းပြီးမြန်မာနိုင်ငံဒီမိုကရက်တစ်တပ်ပေါင်းစု DFB အဖွဲ့ကြီးကိုဖွဲ့စည်းပြီးဖြစ်ပါတယ်ဒီတပ်ပေါင်းစုကြီးကိုစစ်မှန်တဲ့ဒီမိုကရေစီအင်အားစုများပါတီများနဲ့ပူးပေါင်းပြီးကျယ်ပြန့်တဲ့တပ်ပေါင်းစုကြီးအဖြစ်တည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာအစိုးရတရားဖွဲ့စည်းပြီးတပ်ပေါင်းစုကြီးဖွဲ့စည်းခြင်းအပြင်နှစ်40ကျော်ပြည်တွင်းစစ်ကြီးမှာပါဝင်တဲ့တိုင်းရင်းသားလူမျိုးများနဲ့ညီညွတ်မှုငြိမ်းချမ်းမှုရခဲ့တယ်ဒီလိုညီညွတ်မှုရတဲ့အတွက်ပြည်တော်စုကြီးကြိုကွဲစရာမလိုတော့ပဲပုံမခိုင်ရဲလာမယ်ပြည်တော်စုကြီးခိုင်ရဲတဲ့အလျောက်အချုပ်အခြာအာဏာလဲတည်တံ့ခိုင်ရဲလာမှာဖြစ်တယ်
စစ်အုပ်စုနဲ့နာဝကြအစိုးရဒါမရှိရင်တိုင်းရင်းသားညီကိုချင်းချင်းစစ်ခင်းနေတဲ့ပြည်တွင်းစစ်ကြီးပြီးဆုံးပြီးစစ်အုပ်စုရဲ့အမိန့်အရမလွဲမရှောင်သာအမျိုးသားအချင်းချင်းလက်နဲ့ဆွဲကင်တိုက်ခိုက်ရတဲ့တမ်းတော်သားတွေဟာမိမိတို့ရဲ့မိသားစုထံအတူအေးချမ်းစွာနေကြရမှာဖြစ်ပါတယ်အခုနေဆိုင်ရောက်နေတဲ့ကျောင်းသားလူငယ်များဟာလည်းသူတို့မိဘရဲ့ရင်ခွင်မှာမွေးထွေးစွာခိုလုံကြရမှာဖြစ်ပါတယ်ပြည်ပနိုင်ငံအသီးသီးမှာမလွဲမရှောင်သာတိမ်းရှောင်နေကြရတဲ့မြန်မာနိုင်ငံသားအားလုံးလည်းအမိမြေကိုအေးချမ်းစွာပြန်လည်ခြေချနိုင်မှာဖြစ်ပြီးလွတ်လပ်သောညီညွတ်သောတာယာဝါပြောသောတရားမျှတသောဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းလာမှာဧကမုတ်ချဖြစ်ပါတယ်ဒီလိုနိုင်ငံတော်ကြီးပေါ်ပေါက်ဖို့အတွက်ပြည်တွင်းရှိစစ်မှန်သောဒီမိုကရေစီအင်အားစုများကျောင်းသားလူငယ်များတောင်သူလယ်သမားများနဲ့အလုပ်သမားများအပါအဝင်ရဟန်းရှင်လူပြည်သူတရားလုံးကစစ်အာဏာရှင်များကိုတွန်းလှန်ထုတ်ပြဖို့ရဲဝံ့ပြသားစွာပူးပေါင်းဆောင်ရွက်ကြပါလို့ဖိတ်ခေါ်ရင်းညီကုန်းချုပ်လိုက်ပါတယ်Ladies and gentlemen,